မေဝေဒါနဲ့ Manny Pacquiao ကဒီကနေ့စက်တင်ဘာမှာမကြေပွဲတစ်ခါပြန်ကစားကြမယ်ဆိုပြီးမှတရားဝင်ကြေညာလိုက်ပြီအဲ့တော့ကျွန်တော်တို့ညောက်ဒီ2015တုန်းကကစားခဲ့တဲ့ပွဲအကြောင်းပြန်ပြောပြချင်တယ်အဲ့ပွဲကို Fight of the Century ရာစုနှစ်တစ်ခုရဲ့ပွဲဆိုပြီးမှခေါ်ဝေါ်ကြတယ်ဒီပွဲကဒီ boxing တမိုင်းတစ်ချောင်းမှာ pay per view ရောင်းအားအကောင်းဆုံးပွဲစုစုပေါင်း pay per view အရေအတွက် 4.6 တန်းလောက်ရောင်းရတယ်ဝင်ငွေကလည်းဒေါ်လာ1,900လောက်ရတယ်အဲ့ပွဲတစ်ပွဲထဲကနေဒီထိုးကြီးအနေနဲ့လည်းမေဝေဒါကဒေါ်လာ180 Manny Pacquiao ကဒေါ်လာ120လောက်ရတယ်ဆိုပြီးမှပြောကြတယ်Pacquiao ကသူ့ရဲ့တွဲလုံးတွေဒီလင်မြန်မှုတွေနဲ့ပတ်သက်ပြီးမှနာမည်ကြီးတယ်ပွဲတွင်းမှာ Pacquiao ကထိုးစစ်ဖွင့်ပြီးမှကစားတယ် Pacquiao ကတွဲလုံးတွေလည်းတော်တော်ထွက်တယ်ဒီ footwork ကတော်တော်လာတယ်မေဝေဒါကတော့ထုံးစံအတိုင်းပဲ counter defensive style နဲ့ပဲကစားတယ်ဒီပွဲအတွင်း Pacquiao ကမေဝေဒါကိုထိမိထိုးနိုင်တဲ့အချက်တွေတော့ရှိတယ်ဒါပေမဲ့မေဝေဒါရဲ့အချောင်အလွဲကောင်းမှုနဲ့ဒီ counter defensive style ကစားတဲ့ပုံစံကြောင့်မို့ပွဲအပြီးမှာ Pacquiao တယောက် unanimous decision နဲ့ရှုံးသွားတယ်အဲ့တော့ဒီနေ့ဒီစက်တင်ဘာမှာပြန်ကစားတဲ့ပွဲမှာအရင်လိုရလတ်ပဲဖြစ်မလားဒါမှမဟုတ်ရှင် Pacquiao တယောက်အနိုင်ရရှိမှာလားအသက်အရွယ်အရတော့နှစ်ယောက်ဆုံးကမငယ်တော့ဘူးတယောက်က48နဲ့တယောက်က49နဲ့အဲ့ဆိုတော့ဒီပွဲကတက်မဲ့ငွေချတဲ့ပွဲပဲလားဒါမှမဟုတ်ရှင်အမှန်အကန် professional ထိုးကြမှာလားစောင့်ကြည့်ရမယ်အားလုံးကျေးဇူးပါ